ကျွန်တော်ကတော့ DB ဖြစ်ပါတယ် Diamond Free Mobile Legends မှာငါးများပြီးတော့ရနေပြီဆိုတာ bro လောက်အနေနဲ့သိကြပြီပြီလားအဓိကတော့ Legendary ငါးတွေရောအခြားခြားတော့ငါးတွေစုပြီးတော့ bro လောက်အနေနဲ့ယူဆောင်မရသေးရင်ယူဆောင် skin ကို exchange လုပ်လို့ရမယ့် coin တွေကိုရရှိမှာဖြစ်ပါတယ်Legendary ငါးတွေလိုချင်တဲ့ညီကိုတွေအနေနဲ့အနည်းဆုံးအကြိမ်ရေ20-30လောက်ဒါမှမဟုတ်15ကြိမ်လောက်နဲ့ Legendary ငါးတော့ပေါင်းနိုင်ခြေရှိတယ်ချက်ကိုယ်တိုင်လေးမနေ့စောစောလောက်မှာချိန်30မြောက်မှာ Legendary ငါးတကောင်ပေါက်ခဲ့တယ်ပေါ့နော်ဒီကတော့ Legendary ငါးတွေကိုလေးလံတင်ပြီး Diamond အနေနဲ့ပြန်ပြီးတော့လေရှောင်းလို့ရတယ်ဒါအပြင်ကို brother အနေနဲ့ငါးများရဲ့ချိန်မှာလေDiamond တွေပါလာတဲ့ကြောင့် brother အနေနဲ့ဒီ event မှာပါဝင်ဆွေးနွေးလိုက်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုက်ပါတယ်channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနောက်ဗီဒီယိုများမှာပြန်တွေ့ပါအောင်မယ်ဗျ